ထာဝရတောင်းတိုက်ကြီးပေါ်မှာဗဟိုလမ်းမကြီးမေးတင်လေးမှာရှိရဲလုံးဝရှယ်ပြင်ဆင်ထားတဲ့ဒုတိယထပ်အယောင်ခန်းလေးနဲ့မိတ်ဆက်ပေးပြစေရှင်ဒီခန်းလေးကတော့12ပေခွဲ50ရှိပြီးတော့ဝင်ချင်းမှာပဲပါကီထူသားကိုအပြည့်ခင်းပေးထားတယ်ကိုရီးယားလိုက်ကလှလေးတွေပါတယ်တမန်ဆန်းရှိတ်တွေကိုတအိမ်လုံးလုပ်ပေးထားပါတယ်ရှင် TV စင်လေးလည်းပါမယ်မီလိုမီဆိုင်ကိုလည်းလုံးဝရှယ်ပြင်ဆင်ပေးထားတယ်အိတ်ခန်းတစ်ခန်းပါပါမယ်ရှင်အိတ်ခန်းလေးလည်းကျယ်တယ်ရှောက်လန်းလေးလည်းကျယ်တယ်ဧည့်ခန်းလေးလည်းတော်တော်လေးကိုကျယ်ပါတယ်ရှင်နေရာလေးကလည်းတော်တော်လေးကိုမိုက်ပြီးတော့ထာဝရတောင်းတိုက်ကြီးကိုမှဗဟိုလမ်းမကြီးရဲ့မီးတင်လေးမှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်ညီမတို့တင်ကန်းကျွန်းမြို့နယ်ငမိုးရိပ်ရက်ကွက်ငမိုးရိပ်6လမ်းအပိုင်း3မှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်ကစ်ချင်ကန်းနဲ့ဝင်လာပြီဆိုလို့ရှိရင်လည်းကျွေးပြားတွေခင်းထားတဲ့ကစ်ချင်ကောင်တာတွေပါတယ်ရေကတော့2လိုင်းအဝီးစီရောကျိုးပြီးတော့ပါပါမယ်ရှင်ရေမှာရေချိုးကန်းထဲမှာဆိုလို့ရှိရင်လည်းအုတ်ကန်လေးရစားအကုန်လုံးထည့်ပေးထားပါတယ်ရှင်ဒီခန်းလေးရဲ့ location ကတော့တင်ကန်းကျွန်းမြို့နယ်ငမိုးရိပ်ရက်ကွက်ငမိုးရိပ်6လမ်းအပိုင်း3မှာရှိတဲ့ဒုတိယထပ်အခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးရဲ့ခေါ်စီလေးကလည်း1330ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်location လည်းအရန်မိမိုက်တယ်ကားပါကင်အတွက်လည်းလုံးဝပူစရာမလိုဘူးဘိုလ်လမ်းမကြီးမီးတင်လေးမှာရှိရဆိုတော့စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ကစ်ကိုဆက်သွယ်ပေးပါရှင်ကျေးဇူးပါ